အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ဒီနေ့ကတော့ Roblox ဆော့ပြရဖြစ်ပါတယ်ဗျာတော့ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပြီးတော့ like and subscribe လေးလည်းလုပ်ပေးဖို့မေးပါနဲ့ဗျာကျွန်တော်ဒီနေ့ဆော့ပြမယ်တာဝါလေးကတော့ Slash Tower 10လေးပဲဖြစ်ပါတယ်ဗျာခဏတော့ဆော့ရတယ်ပေါ့နော်ရောက်သွားပြီပေါ့နော်တခုခုံပြီးပါပဲကျွန်တော်ပြုတ်ကြသွားတော့လန့်သွားခဲ့ပြီးတော့မှဒီလိုသွားမယ်ဆိုတာသိတာပေါ့နော်ခုံပါတယ်ခုံနေပေါ့နော်ပြီးတော့အလုံးလေးတွေကိုခုံရပါတယ်အလုံးလေးတွေကိုတေချာခုံမှမဟုတ်ရင်တော့ချော်ကြတဲ့ပါတယ်ပေါ့နော်ဒီဟာလေးကိုလည်းရှောင်းရတယ်ဆိုတာလည်းသိပြီး Roblox ဆော့တဲ့သူတော်တော်များများသိမယ်လို့ထင်ပါတယ်အဲ့လေးတေချာမရှောင်းရင်တော့သွေးတုံပြုတ်တတ်ပါတယ်ဒီဟာလေးခုံရတာကျတော့ဒီလိုထိလိုက်တာနဲ့အဲ့လိုပြုတ်သွားတော့သွားတာလွယ်ပါတယ်မဟုတ်ဟိုဘက်ဘေးကနေလည်းသွားလို့ရပါတယ်အဲ့ဒီဒါလေးခုံပါတယ်ပေါ့နော်ဒီဟာလေးကအနောက်ကိုဆက်သွားတာနောက်ကိုဆက်သွားတာမလို့တေချာလေးရှောင်ပေးဖို့ပြောချင်ပါတယ်ဒီဟာလေးကိုလည်းတေချာလေးတက်ပြီးပါအနောက်ကတန်လေးကြားရရင်တောင်းဝင်ပါတယ်ဗျပြီးတော့ဒီမီလေးတွေကိုတိတ်ချကြော်ပါမဟုတ်ရင်တော့ကျွန်တော်တို့သွေးတုံးပြုတ်သွားပါလိမ့်မယ်ဖန်တုံးလေးကြော်တယ်ပေါ့နော်ဒီတာဝါခုံတဲ့ထဲမှာဒီဟာအလွယ်ဆုံးပါပဲကျွန်တော်ဒီဟာခုံတဲ့စီမှာရှိရကောင်မလေးကဘာမှမလုပ်လို့လားမဟုတ်ရင်တော့ကျွန်တော်လဲနဲ့ခုံလို့ရမှာမဟုတ်ပါဘူးပြီးတော့ဆက်ကောင်ပါတယ်ဒီဖန်ပလင်းလေးတွေလို့ပါရမသိပါဘူးကျွန်တော်လည်းမသိပါဘူးအဲ့ဒါလေးခေါ်လိုက်ပါတယ်ပြီးတော့ဒီအလုံးလေးတွေမဟုတ်ဘူးတုံချောင်းလိုမျိုးလေးဟာလေးတွေပေါ့အဲ့လိုလေးခုံနေပြီးတော့ဒီကမြောက်တဲ့ဟာလို့တော့တိထားတယ်ဒါပေမဲ့မမြောက်ဘူးဒီတာဝါထဲမှာကြာအဲ့လိုလေးခုံနေပေါ့နော်ဒီခါရှုပ်ချက်ခံဆုံးမဲ့ဗျခုံရတာလေကောင်းပါလေဒီဟာလေးကတော့ခုံပြောပါတယ်ဒီမီးချောင်းလေးတွေကိုတေချာရှောင်ပေးပါမဟုတ်ရင်တော့သွေးတုံပြုတ်သွားပါလိမ့်မယ်ဒီလေကားလေးကိုတက်လိုက်မယ်ပေါ့နော်တက်ပြီးတော့ခုံရတယ်ပေါ့နော်ပြီးတော့ဒီအလုံးလေးတွေကိုခုံလိုက်ပါတယ်အဲ့လိုသွားလိုက်ပါတယ်ပေါ့နော်ဒါလေးတွေကပြုတ်သွားတာပါတယ်ဒီဟာလေးတော်တော်လွယ်ပါတယ်ပြီးရင်တော့ဒီအဝိုက်ကိုနှစ်ခါတိလောက်ရတယ်ပေါ့နော်ဒီကတစ်ခေါက်ပြန်ခေါ်ရတယ်ပေါ့နော်အဲ့ဒီကျွန်တော်စဉ်းစားနေရဘယ်ဟာကျွန်တော်ကဘာခေါ်မလဲဆိုစဉ်းစားနေရနေအဲ့ဒီပြန်လာခင်းရလားမသိတဲ့ဟာလေးကိုပဲခေါ်လိုက်ပါတယ်ပြီးတော့ဒီဟာလေးခေါ်ပါတယ်ပြီးတော့ကျွန်တော်နောက်ကြရင်လည်းဒီ channel မှာပဲ Minecraft Roblox စသည် game တွေတခြား game တွေလည်းတင်ပေးပါမယ် game ဆော့တာတွေကိုတင်ပေးပါမယ်အဲ့ကြရင်လည်းကျွန်တော်ကိုဆက်အားပေးဖို့မျှော်လင့်ပါတယ်ဗီဒီယို edit မကောက်ရင်လည်း sorry ပါကျွန်တော်လည်း edit တာတိတ်မတော်လို့ပါဒီမီးချောင်းလေးကိုတေချာကြော်ပေါ့နော်မဟုတ်ရင်တော့မရဘူးပေါ့နော်ဒီဟာအလွယ်ဆုံးပဲ game ဆော်တဲ့ထဲမှာအဲ့လိုဆော်ပေါ့နော်ကျေးဇူး